အားလုံးပဲမင်္ဂလာပါ။အားရပုံစာကျွန်တော်တင်နန်းချောင်းပါ။နေ့မြဝေတော့မှာကအန်ဒရီကိုကြီးရှင်းခန်းကမာစတာတွေကအခန်း30မှာရှိတဲ့စကလုံးများကိုမြောက်တော့မှာဖြစ်ပါတယ်။ဒီစကလုံးတွေကိုစကလုံးတွေဝေါ်ရရဲ့အဓိပ္ပာယ်ကိုရှင်းပြပြီးတော့ဒီချင်းကနေကိုတူတူလုပ်ကြည့်ကြမယ်နော်။ဒီမှာပေါ့နော်။သူရဲ့စကလုံးတွေကိုယဉ်ကြည့်မယ်ဆိုရင်ဒီ QK ကိုတော်လို့နော် QK ကိုတော်လို့ကကြတော့ sorry QK ကိုတော်လို့အခယူတယ်နော်နောက်တစ်ခါကျတော့ QK ကိုတော်နော် QK ကိုတော်လို့ကကြတော့အနာယူတယ်နောက်ပြီးရင်သူကနေမောရှိခုံလို့တော့ကြတော့ခီးတွေစရင်ပေးတယ်ရောဆန်းကစကုနာရောဆန်းဆိုတော့ဘတ်ဂျက်ပေါ့နော်ခီးတော့ဘတ်ဂျက်ကနည်းတယ်ရောရခုကို cancel လို့ဆိုတော့မှားကြားချက်ကိုပယ်ဖြတ်တယ်နော် booking ချိန်တိုင်း booking ပေးရဆိုတော့ထိပဲပါ guide တော့ဆက်စမဲကိုခိခုနော်အဲ့ဒီရှင်းမချက်ကိုနားထောင်ပြီးနောက်ခန်းကိုတန်းလို့ရှိဘူးခရီးကိုပြောရှင်းလာခန်းစားတယ်ခရရှိချစ်စုတဲ့ရှိတော့ပဲလို့နော်အသေးစိတ်မြေပုံဖြစ်ရှာကြည့်တယ်နော်ခီတော့ကိုမြေပုံမှာအသေးစိတ်ကြည့်ရဆိုတော့အထိပဲပါနောက်မိချင်းနီမယောလမ်းနေမျက်စိလဲလမ်းမာတယ်ဥခါနဲ့ဥဒီဥခါရဲ့ဆိုနော်ပတ်စံလဲလေဒီဒေါ်လာနဲ့မြန်မာငွေနဲ့လဲမယ်ပေါ့နော်ဦးမီယာခဲကိုခေါခီးအပြက်လက်ဆောင်ဝယ်သည်ကျိုတိုနော်မဲဘူးစုနော်ဥကရှိမဲဘူးစုဆိုတော့နာမည်ကြီးအဲ့တော့ကျိုတိုမျိုးရဲ့နာမည်ကြီးစားစရာမသေးစားမောင်းနေဆိုတော့တို့ကဖူခဲနော်ဥစကုရှိစားနေခံတော့ဆိုဖူခဲတော့ရှုခင်းတော့ရှုခင်းအလောက်ကိုမင်းသက်ရှုမောတယ်ဆိုတော့အထိတော့နော်ဝန်ဆန်နေဟိုက်တဲ့နွန်ပီဒီဆိုတော့ဝန်ဆန်ရေဘူးဆန်မှာစိမ့်ပြီးတော့အေးစေးစင်ခံတော့နော်ဆိုတော့ဝန်ဆန်နေဟိုက်တဲ့ရီလာကုဆဆူရေဘူးဆန်စိမ့်ပြီးတော့အနာယူသည်အမွေးတဲ့နေနှုတ်ခိုးလို့နော်အမှတ်တရကြံ့ရည်သည်နောက်ခီအိုကူနေနှုတ်ခိုးလို့အမှတ်ညံမှာကြံ့ရည်သည်နော်ဆိုတော့ဒါဆိုရင်ဒီခုတော့ပါဘောနော်ဝါရိုက်ပြီးဒီဝါရာကိုသုံးပြီးတော့ဒီချင်းငန်းတူတူလုပ်ကြည့်ကြမယ်နော်ဆို一番そういい何々の人がいると旅行がもっと楽しくなるいいလူရှိရင်ねခီးတော့တာပို့ပြီးတော့ပြောဦးကောင်းတယ်ဘယ်လိုလုပ်လဲဆိုတော့ရှင်းပြမယ်လို့နော်ခိုက်တော့နော်ဒီခီးတော့နေရာမှာခိုက်ကောင်းကောင်းရှိရဆိုရင်ရှင်းပြမယ်လို့ရှိရင်ခီးတော့ပို့ပြီးလို့စီကောင်းတယ်ဒီပဲ何々が3万円しかないのであまり遠くには行けない何々がတဲ့ရန်3000ကလွယ်ပြီးမရှိရကြတိတ်ပြီးတော့အဝေးကြီးကိုမတော်နိုင်ဘူးခီးတော့ဆိုတော့ဘာလဲဆိုတော့ပတ်စံဘတ်ဂျက်လို့တော့နော်ဘတ်ဂျက်က3000လောက်ပဲရှိတော့တိတ်ပြီးတော့ခီးဝေးကြီးကိုမတော်နိုင်အဲ့တော့ဘတ်ဂျက်ဆိုတော့သူကရောဆန်းလို့တုံးတယ်ဆမ်မနီစီကအွန်ဒန်ဝစတာနော်တဲ့ဒူကိုဖွန်နာနီနာနီအိုတိုရူခိုတိုနီစတာနှစ်နိုင်ကြာအွန်ဒန်ဆိုတော့ဒီမှာကောင်းမောင်းတာနော်ကောင်းမောင်းတာကြောင့်မလို့15မိနစ်ယူမယ်ပေါ့နော်ဘာယူမလဲဆိုရင်နားပဲပေါ့ခဏလေးနားတာနော်ခဏလေးနားတော့သူ့ကို QK လို့ပြော QK ကိုသူရောမန် Q に旅行に行けなくなって予算していたホテルを何々したရုပ်တရက်ခီးမတော်နိုင်လို့ပေါ့နော်ဒီရောရခုသူ booking ချိန်ထားတဲ့ hotel ကိုမလုပ်မဲဆိုရင် hotel booking ကို cancel လုပ်လိုက်မယ်နော် cancel လို့ start နော်ဒါဆိုရင်ခုတော့တစ်ဖြတ်ပြီးသွားပြီပေါ့နော်နောက်ထပ်ခုတော့တွေဆက်ကြည့်မယ်နောက်တော့အီဒိုဆိုတော့ကမခီးတော့မယ်ဆိုရင်ရီရှာတောက်လောက်လို့တော့နော်ဆိုတော့သူနဲ့ဆိုင်တဲ့စကလုံးတွေကိုလေ့လာကြည့်မယ်အခီနီရှူဂိုဆိုတော့လူစုတယ်ပေါ့နော်နောက်ဘတ်စုတဲ့အီဒိုဆိုဘတ်ကားဖြစ်သွားလာသည်ခုကိုတဲ့ချက်ကူအင်းဆိုနော်ဒီစိတ်မှာချက်ခင်လောက်တယ်ဒါလေးနဲ့သွားမယ်တူလို့ဆိုနော်မြမို့စုကိုခန်းစားစုထုတ်ဖို့ရစစ်စေးသည်ခုကူနိုင်ဆန်နီနိုရီခိုင်နော်ပြည်တွင်းလေကြောင်းပြောင်းစီသည်တစင်နဲ့မြောင်ပြောင်းစီရလေနောက်တစ်ခါကျတော့ဆိုခုကူဆိုင်ဆန်နီနိုရီခိုင်အဲ့ဒါကျတော့နိုင်ငံကလေကြောင်းပြောင်းစီသည်မင်းအင်းတဲ့နိုရဲနိုင်လူပြည့်လို့လိုက်လို့မရဘူးနော်ပရဘူအစုလို့မရှင်မောင်းသည်နောက်ဒိုရိုကခွန်ဆာဆူဆူလို့လမ်းချက်သည်ဒိုရိုကဂျူတိုင်းဆိုရင်ဒါလေးလမ်းချက်တယ်နော်အဲ့တော့လမ်းချက်တိုင်းဆန့်ကျင်ပဲဆိုရင်ဒိုရိုကစုကလမ်း6တယ်လမ်းရှင်းတယ်ပေါ့စပီဒိုအိုတိုဆိုကြတော့အရှိန်လျှော့တယ်နော်ကောင်းမောင်အရှိန်လျှော့မယ်
စုကုတို့အိုတိုဆိုဒါလည်းအရှိန်လျှော့တာပဲနော်နိုးဆူဆူမှုဆိုအေးစစ်စစ်တော့ရတယ်နော်နောက်တစ်ခုကရှင်းဖို့တဲ့တမတို့နော်မိပိုင်မှာရက်ဒီခရူမနေရောဒါတော့ကားမှုတယ်နော်တချို့ကားမှုတဲ့သူတွေရှိရပါနော်ခီးသွားတယ်တိုချူတဲ့ခုတာဒီတဲ့လို့နော်လက်တော့မှာပြင်မဲ့တယ်ပေါ့နော်မခီးဝေးဆိုလက်တော့မှာပြင်မဲ့တယ်ဘူးကြီးနေတိုးချက်ခုဆိုဘူးကြီးဆိုအနေနဲ့ကင်းစားတိုးချက်ခုဆိုရောက်ရှိသည်နော်ဘေးနဲ့ကင်းစားရောက်ရှိသည်နောက် ticket တော့မိစေလက်မှတ်ပြရည်ဒါဆိုကားစီကားလက်မှတ်ပြရတော့နော် passport တော့မိစေလို့ဆိုတော့ဒါ passport ပြမယ်ဒါဒီစိတ်ဒီမှာ passport ပြမယ်ရှိတော့ဘတ်တော်ကိုရှိမယ်ရှိတော့ဘတ်တော်ဆိုတော့စီဘတ်ကားမရင်ကားတော့ကားပဲစီလီမစီစီပေါ့နော်အဲ့ဒီကပတ်ပတ်တယ်အဲ့ဒါကိုထိုင်ကုန်ကပတ်ပတ်တယ်လို့ခေါ်တာပေါ့နော်ဆိုရင်ဒီစကလုံးတွေပြီးသွားပြီခတော့တွေပြီးသွားပြီဆိုရင်ဒီစကလုံးတွေသုံးပြီးတော့နရှိလို့ကြည့်ကြမှာပေါ့နော်ဆို一番電車に乗ったか何々で座れなかったယထာစီကရ何々ကြောင့်မထိုင်နိုင်ခဲ့ဘာလို့ဆိုလူပြည့်သွားလို့နော် man this 座れなかったလူပြည့်နေတော့ထိုင်လို့မရဘူးနိဗ္ဗာန်ဘာစနောจิโกကအတ္တကနုတေဣတဟိတောဝမေနနာရိနနိတတဘတ်ကမတော်ဆာမှုရှိခဲ့ပေမဲ့တဲ့ဒီမှာကမစီးတဲ့နော်ကမစီးတဲ့သူတွေကအားလုံးကဘာဖြစ်လဲဆိုရင်အနေရရှိပြီမဲ့မတော်ဆာမှုဖြစ်ခဲ့ပေမဲ့စီးတဲ့လူတွေကအလုံးဘေးကနေရကင်းခဲ့တယ်အဲ့တော့ဘူချီတတလို့သုံးမယ်နော်ဆမ်မန်ခုဆိုင်ဆန်နော်ခုကိုတော့နာနီနော်ခုကိုတော့ဦးနာကြီးတကရိုဒီနိုင်တော့တဲ့ဖူဘန်ကခုဆိုင်ဆိုတာကခုဆိုင်ဆန်နော်ခုကိုဆိုတာကနိုင်ငံတကာလေကြောင်းလိုင်းသွားတဲ့အပြူဆိုင်လေစိတ်လို့ပြောမှာနော်အပြူဆိုင်လေစိတ်နဲ့နာနီလေစိတ်ကတဲ့တနေရာထဲမှာမရှိရကြအဆင်မပြေဘူးနောက်တစ်ခါလေစိတ်ဆိုပြည်တွင်းလေစိတ်ပေါ့နော်ပြည်တွင်းတိတ်ပို့ဆောင်တဲ့လေစိတ်အဲ့ဒါတနေရာထဲမှာမရှိလို့အဆင်မပြေဘူးပေါ့နော်ပြည်တွင်းလေစိတ်ဆိုတော့သူ့ကိုခုနိုင်ဆန်ဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့ဆိုရင်ဒီအခန်းတစ်ဆင့်မှာခီးသွားတယ်ဟာနဲ့ပတ်သက်တဲ့ဝဟောတာစကလုံးတွေနဲ့ဒီစကလုံးတွေသုံးပြီးတော့လေ့ကျင့်ခန်းလုပ်သွားတာကိုမျှဝေသွားတာဖြစ်ပါတယ်တခြားလေးလိုက်မှတ်ရင်စကလုံးတွေကမှတ်မိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီဟာယဘုဆာဂျပန်စာသင်တန်းကျောင်းကနေဂျပန်စာနဲ့ဆိုင်တဲ့လေ့ကျင့်ခန်းတွေကိုဆက်ပြီးတော့မျှဝေသွားမှာဖြစ်တဲ့အတွက်ကြောင့် like and share subscribe လုပ်ဖို့တောင်းဆိုပါတယ် Facebook မှာလည်းတင်ပေးထားပါတယ် YouTube မှာလည်းတင်ပေးထားပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်